coffee sound နဲ့ဆူရှီမှာထားဆူရှီနဲ့ coffee နဲ့ဘာမှမဆိုင်ဘူးမှာထားပါဆက်latte မှာလားmayonnaise မပါတော့ဘူး။ဒီနေ့ဆူရှီလည်းပေါ့နော်။အဲ့ဒါစားလိုက်ပါဦး။ဒီကကိုရထားတယ်။ဆန်လာမှာထားပါတယ်။နှစ်ယောက်တူထွက်လာရင်အဲ့တော့ shopping ထွက်လာရင်တို့အဲ့လိုထားပါတယ်ဒီမှာ။ဆူရှီစားရင်ဒီကတက်ပါ Okay